မိဘတွေထဲမှာဘိုင်းအစီစွတ်တက်တဲ့မျိုးရိုးရှိရဆိုရင်လည်းကိုယ်မှလည်းဖြစ်နိုင်ခြင်းများပါတယ်နော်ကျွန်တော်တို့ကမြန်မာလူမျိုးဖြစ်တဲ့အတွက်စားတောက်စားတဲ့အခါမှာလည်းမြန်မာတလီထုံးစံအတိုင်းစားတောက်လေးရှိကြပါတယ်ဒီနေရာမှာသတိချက်ရမှာကကျွန်တော်တို့ရဲ့စားတောက်မှုပုံစံတွေကဝင်းနှင်းစီဆုလာစီဖို့အတွက်အတော်လေးကိုအားပေးတဲ့အလေးထားမျိုးဖြစ်နေတတ်ပါတယ်ကျွန်တော်တို့တွေထမင်းစားတဲ့အခါထမင်းကိုပဲအဓိကအားပေးပြီးစားလိရှိကြပါတယ်ကျွန်တော်တို့စားတဲ့ထမင်းပြူမှာဆိုရင်သွေးတင်းတကြားတက်ကိုအလင်းမြန်တက်စေပြီးတော့ဒီတကြားတက်ကိုခန္ဓာကိုယ်ကချက်ချင်းအသုံးမပြုနိုင်ဘူးဆိုရင်တော့ဝင်းတွင်းမှာအစီအဖြစ်နဲ့ပြောင်းလဲပြီးတော့သူလောင်လိုက်တတ်ပါတယ်နောက်တစ်ခါကျွန်တော်တို့စားတော့ကြတဲ့စီပြန်ဟင်းတွေပါစီပြန်ဟင်းတွေမှာပါဝင်တဲ့အနှစ်တွေကြောင့်ကျွန်တော်တို့ကအစီစုဖို့လည်းပို့ပြီးတော့အားပေးပါတယ်နော်အပြင်စားတွေစားကြတဲ့အခါမှာလည်းဥပမာအီချာကွေးတို့စမူစာတို့လိုမျိုးပြန်ကျော်စီတွေကိုတက်ကတ်လေးလေးအသုံးပြုထားတဲ့စီတွေနဲ့ပြုတ်လုပ်ထားတဲ့မုတ်တွေကိုစားတော့ကြတဲ့အခါဝင်းတွင်းစီကိုတိတိတသားတိုးပွားစေရုံနဲ့မဟုတ်ဘဲနဲ့နှလုံးသွေးကြောချင်းယောဂတွေကိုလည်းဖြစ်ပွားစေတတ်ပါတယ်နော်